စာဖတ်ပြမယ် podcast channel လေးကိုအပိနာဆင်နေကြတဲ့ချစ်ရတဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေရှင်။မိတ်ဆွေများအားလုံးပဲကျန်းကျန်းမာမာနဲ့BNရဲ့ကင်းရှင်းစွာရှိနေနိုင်ကြဖို့အတွက်ဆုတောင်းပေးလိုက်ရပါတယ်။ကျမဝင်းဤပါရှင်။ဒီညမှာတော့ကျမကဆရာမကြီးကြည်အေးရေးသားထားတဲ့ကိုချစ်ဦးဆိုတဲ့စာလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်။နားဆင်ခံစားပေးကြပါအောင်ရှင်။ကိုချစ်ဦးလေသည်တိရွက်ကြိုကြိုကြားကြားမှဖြတ်တန်း၍ပန်းရနံ့တင်းတင်းကိုဆောင်းကအတော်ပြေးသည့်အခါတေးသေးမုံမုံခရီးဝင့်များသည်မြေပေါ်သို့တဖြုတ်ဖြုတ်ကျွေးဆင်းကြသည်အုံးလက်များသည်လည်းလေးလေးပင်ပင်နှင့်ဘေညာလွဲကအငိမ့်စီးနေကြသည်မိုးသားပြပြနန်းနန်းများသည်လည်းအနှိမ့်သို့ပြိုဆင်းကမြေပြင်ပေါ်ကနတ်မောင်သည့်အရေးအားလုံးကိုဖြော့တော့မုံရီစေလေသည်ဒီလိုနယုံလာဤထွေထွေအေးအေးနက်နက်ခင်းမှာမေတီသည်ကြည်စွတ်သည့်နှလုံးချိုပြုံးသည့်မျက်နှာဖြင့်ခြံထဲသို့ပြေးဆင်းခဲ့မြဲဖြစ်၏မနေရစရာမြေကွက်လက်တစားကလေးမှမကြမ်းအောင်ကြွေကြထားသည့်ခရီးပွင့်အခင်းပေါ်မှာကိုဖော့၍ဖြတ်ခဲ့မြဲဖြစ်၏ကျွဲလွဲကြသောတန်းဤထိုင်ကုန်ကလေးပေါ်သို့မတ်တက်ကလေးကြအောင်ပေါ့ပါစွာခုန်တက်လိုက်ပြီးသည်နှင့်တစ်ချက်တည်းဇောက်ထုံးမိုးမြော်ဖြစ်အောင်တအားလွဲကစီးမြဲစော်မြဲဖြစ်ပေသည်ယနေ့အဖို့မူကားဘာကိုမျှတတိမရသောစိတ်နှင့်ခေါင်းငိုက်ဆိုင်ကြကလေးစေးနှေးတုံစွာသာလာသည်လာရိုးလာစဉ်အတိုင်းသာခြေကလှမ်းလာသည်ရည်ရွယ်ချက်ကမရှိချေဓမ္မထိုင်ကုန်ကလေးပေါ်တွင်တင်ပလွဲထိုင်လိုက်မိကတဖြည်းဖြည်းစိတ်လက်မပါစတင်၍လွှဲရင်းငိုင်လျက်နေမိသေးသည်ခါတိုင်းကဲ့သို့တချင်းမျိုးစုံလေးတစ်ခုပြီးတစ်ခုဆက်၍မဆိုမိဒန်းအရှိန်ကြောင့်တစ်ကိုင်းပေါ်မှာငှက်ကလေးများလန့်ပြေးသည်ကိုကြည့်၍ခါတိုင်းနယ်သဘောတကျလည်းမရေမိဝုတ်ခနဲ့လေနဲ့တုံးမိသည့်အခါအရင်ကဆိုလျင်ချစ်စရာကောင်းသည့်အရာသာကလေးဖြစ်တော်လေယခုမူခေါင်းထဲတွင်မူး၍မိုက်၍လာလေတော့သည်ခါတိုင်းလိုဘယ်မှာပြောနိုင်မှမည်လဲခါတိုင်းခြံထဲသို့ဆင်းခဲ့ခြင်း၏ရည်ရွယ်ချက်နှင့်ဒီနေ့ဆင်းခဲ့သည့်ရည်ရွယ်ချက်ချင်းတူမှမတူပဲခါတိုင်းမူကကိုတင်အေးအလုတ်သွားသည်ကိုဒန်းစီရင်စော်ရင်ဆောင်မည်ကိုတင်အေးလာတော့မြေကြီးနှင့်ဒန်းနှင့်ကပ်သွားစဉ်ခရီးဝင့်များကိုကျုံယူကအပေါ်ရောက်သွားလျင်သူ့ကိုတအားပေါက်၍နောက်မည်သူမေတိစီလာလျင်တော့အိမ်မော်တက်ပြေးမည်ပြောချင်တာတွေမပြောရသဖြင့်သူရှောက်မဲ့၍ပြန်သွားလျင်မေတီသဘောကျကတိတ်ရဲတတ်သည်မေတီသည်နှစ်ယောက်တည်းနီးနီးအကက်မခံချေသူပါပြောချင်သည်ကိုမေတီကြို၍သိပြီးဖြစ်ပေသည်ယနေ့မှဖြင့်သူမြန်မြန်လာပါစေဟုသာဆုတောင်းနေမိတော့၏ကိုတင်အေးလာလျင်မေတီထွက်မပြေးပါကျွတ်မကိုလည်းလှမ်းခုံပြီးမဟုတ်ပထမဆုံးအကြိမ်နှစ်ယောက်တည်းနီးနီးအတွေ့ခံပါမည်သူပြောမြင့်ချစ်စကားတွေကိုပြုံးကာကြည်ကာနားထောင်မို့တော့မဟုတ်သူမျက်နှာကိုစိတ်စိတ်ကြည့်၍သူ့စကားတွေကိုဟဟပပရေလိုက်ပြဖို့တိုင်ဖြစ်သည်သူတို့နှစ်ယောက်တွေ့ကြုံပေါ်မှာမဆန်းလာငငယ်ကသူနှင့်ကစားပဲဖြစ်သည်ကြီးတော့ချစ်သူပြေချဖို့ရှိလေ၏သို့တော့မေတီမှာကိုတင်အေးကိုချစ်သည်ထက်နောက်ပြောင်လိုစိတ်ကများသဖြင့်အမြဲပင်သူ့ကိုအယူလောက်လာခဲ့သည်သူတို့နှစ်ယောက်မှာဘာကိုမျှပူစရာမရှိချစ်သူအဖြစ်နှင့်စခန်းသွားလို့ကသွားမြန်မြန်ဆန်ဆန်လက်ထက်လိုကလက်ထက်နိုင်သည်နှစ်ဦးစလုံးပင်လက်မှုကိုကြိုက်သောမိဘများ၏သားသမီးများဖြစ်သည်ထို့ကြောင့်ဖြူးနေသောလမ်းမှာမေတီသည်အလင်းစလိုပြေးမသွားလို့ချေကိုတင်အေးကမူပိုင်ချင်လေသည်စကားစာကိုသာရှာကအခွင့်ကိုရှာနေ၏မေတီမျက်နှာကလေးပြုံးနေတော့လေချစ်စကားကိုကြားလိုလာသေးသည်
ဒါပေမဲ့ပါဇက်ကပြောမှချစ်တယ်မမီပါဘူးသူပြောတာပြောရအောင်တနေ့တွင်ခွင့်ပေးမည်ဟုမေသည်စိတ်ကူးထား၏အိုးမေသည်ကများပြုံးလိုက်ရင်ဖြင့်သူတိတ်ဝမ်းသာမှာပဲဖြူစင်နဲ့928နဲ့ပါကိုချစ်ဦးကိုမေသည်ယူရမှာပေါ့ဒီနေ့ကိုရောက်လာသည့်အခါမေသည်မျှော်လင့်ထားသလိုပြုံးရကြည်ရတော့မည်မဟုတ်ကြောင်းတွေ့ရလေ၏ဒါကတော့မေသည်အပြစ်မဟုတ်ကိုတင်အေးအဖြစ်လို့လည်းမဆိုခြင်းဒီမှာကိုတင်အေးဘာလို့အပြစ်မဆိုခြင်းလောက်အောင်ချစ်မိသဖြင့်ဖြစ်လေ၏ခွင့်လွှတ်ခြင်းသည်အချစ်၏အတိုင်းအထွာဖြစ်သည်သို့သောကိုချစ်ဦးကိုဖြင့်မေသည်ဆုံးရလေပြီညဦးကလေးကဦးလေးချစ်ကပြောပြသည်ကိုတင်အေးကရီးစားနေဆိုပါကလားကောင်မလေးကခက်ငင်ငယ်ဖိုးဆန်ဆန်နဲ့မို့အမြဲပဲရုပ်ရှင်တွဲကြည့်ကြတဲ့ဒီစကားကိုကြားစဉ်ကမေတီသည်ခုပြန်ပြီးမတွေးဝင့်တော့မိလောက်အောင်တုန်လှုပ်သွားသည်အထင်ကြီးထားချက်တွေယုံကြည်ချက်တွေလေထဲသို့လွင့်ပါသွားတော့သည်အချစ်ဦး၏အလှည့်စားခံရမှုသည်မေတီအားအိန္ဒြေမဆောင်နိုင်လောက်အောင်ထိခိုက်သွားစေလေ၏တကယ်ပင်မေတီသည်အင်မတန်နာကြီးစရာကောင်းလောက်အောင်ချစ်ရည်နေငယ်ရပြီအချစ်ဆိုတာတဝက်စီခွဲပြီးလူနှစ်ယောက်ကိုပေးလို့ရသလားလူတကူမှာအချစ်စိတ်ဟာနှစ်ခုသုံးခုများရှိလေသလားဤသို့မေတီသည်အယူစိတ်ကူးပေါ်မှာအစီအငေါ်မတည့်စွာစိတ်ထဲမှထပ်တလဲတဲ့မင်းနေမိလေသည်မေတီသည်မျက်ရည်များဝဲလာလျက်တကူရဲမဲ့ပြုံမိ၏သို့တော့ဘသူကိုပြုံးမိမှန်းသူ့ဘာသာသူမသိကိုတင်အေးကိုဖြင့်မမုန်းရနိုင်မှာအမှန်မှာကိုတင်အေး၏အမှုအရာအပြောအဆိုအသွေးအသွင်တို့သည်သူ့အသေးကိုစိုးမိုးနိုင်နေပေပြီရက်ဆက်ပါပဲကိုတင်အေးရဲ့ဟုသူငိုရှိုက်သည့်တိုင်အောင်ကိုတင်အေးမနက်တိုင်သူ့စီလာသည်ကိုသတိရမိသေးသည်ချစ်ရိတ်ရှမ်းနေသည့်သူ့မျက်နှာကိုမြင်မိသည်မိသည်မဲ့ပြုံသည်မှာလောကကိုဖြစ်၏ဤလောကသည်ဥချလဲအောင်ယူသွတ်နေပေသည်လူတို့သည်ချက်မှုကြိုက်မှုသွားမှုလာမှုနေမှုထိုင်မှုတို့ဖြင့်တသက်တာလုံးကိုယ်ဒုက္ခကိုရှာနေကြသည်သို့သောဘသူတွေဘလို့ဖြစ်၍ပြတ်ကြတော်လဲလောကအရှုပ်အထွေးများအနောက်မှာမူခွင့်လွှတ်ခြင်းကသာအရာရာကိုပြီးဆုံးနိုင်ရတော့၏လောက၏အဖြစ်အပျက်ပွေလီလီတို့ကိုတောင်းတမိလေဘာကိုမဆိုခွင့်လွှတ်နိုင်လေဖြစ်တော်သည်သူသည်မိမိအချစ်မနိုင်၍တကြောင်သူ့ကိုခွင့်လွှတ်လိုက်ရတော့လဲစိတ်သက်သာရာရမှုကိုမဲ့ပြုံခြင်းဖြင့်ယူလိုသေး၏ဘယ်နည်းနှင့်မျှမဖြစ်နိုင်တော့ဟုဆုံးဖြတ်လိုက်တော့လဲကို့အချစ်ကိုမေသည်ချုပ်၍မရချေချုပ်တီးဖို့လည်းမကြိုးစားသူ့ကိုချစ်မိသည့်အတွက်ဆိုရင်ဘလို့ဒုက္ခပါလာမေသည်မထီချေအကြောင်းမှာသူသည်သူ့အချစ်ဦးမဟုတ်ခဲ့တော့လဲသူမူကားမေတိဤတယောက်တည်းသောအချစ်ဦးဖြစ်သည့်အတွက်ဖြစ်ပေ၏သို့တော့ဘလို့ချစ်ပင်လေတော့ချားခဲ့ပါပြီဟုတွေးမိလျင်သူ့ရင်မှာတိမ်စင်သည့်ခေါင်းဝင်လိုဟာ၍သွားမိလေ၏မေတီသည်ပန်းလျစွာအိမ်ရှိသို့လှမ်းမြော်ကြည့်လိုက်သည်နှင့်ကိုတင်အေးရောက်လာသည်မှာတစ်ချိန်တည်းဖြစ်၏ကိုတင်အေးသည်ဟေးကောင်းမလေးခရီးပန်းတွေမကြွေတော့ဘူးလားဟုလှမ်းអော်၍ခြေလန်းသွတ်နှင့်လာသည်မိဒီကမူပြောင်းလဲမပြောင်းရေလဲမရေတွေ့၍သာကြည့်နေမိတော့သည်သူမျက်နှာမှာအလွန်တရာမှချို့ပြုံးကြည်ရွှင်ကနေလေ၏ဒီနေ့မိသည်အိမ်ပေါ်တက်မပြေသူ့ကိုတွေ့ရပြန်တော့တုန်လှုပ်မိသည်ကြည့်ပါဦးသူ့မျက်နှာဖြင့်မိသည်တယောက်ကိုသာချစ်တယ်လို့ပါပဲ
ကိုတင်အေးသည်စိတ်စောကြီးစွာသူပြောချင်သမျှကိုအလိုတကြီးပြောနေ၏သူတိတ်ပြီးစိတ်ပါစွာတော့ပြောသည်သူ့အတန်မှာတုံနေ၏မျက်လုံးများမှာတောက်ပနေ၏သူ၏ချစ်စကားများမှာမေးမိတ်အိပ်ပျော်ခြင်းလောက်အောင်တာယာနာပြောပွဲကောင်းပါပေသည်ချီစမ်းပြောင်းလဲနေလိုက်တာသို့တော့သူ့စကားများကိုမေသည်လက်ခံ၍နေရ၏ပြုံး၍ကြည်၍နားမထောင်တော့လေသူ့မျက်နှာကိုစေးစေးကြည့်ကသူ့စကားများကိုပပဟတ်မရေလိုက်နိုင်ချေမေသည်ဘယ်နဲ့လဲဟုသူကမေးလေသည်မေသည်ကဘာလို့ရမှန်းမသိတော့ကိုတင်အေးသည်မေသည်ငိမ့်နေသည်ကိုအာမလို့အာမရဖြစ်ခါတန်းကျိုးကိုကင်ထားသည်မေသည်လက်ကလေးတစ်ဖက်ကိုဆုပ်လိုက်သည်မေသည်ကိုတင်အေးကိုပြောပါကွယ်မေသည်သည်ခေါင်းကိုသာတွင်တွင်ခါ၍နေလေ၏မေသည်ဒါပဲတတ်နိုင်တော့သည်ကိုတင်အေးကသူ့လက်ကိုဆုပ်ကိုင်ကသူ့အချစ်ကိုတောင်းနေစမှာမေသည်၏အချစ်ရှိန်သည်ကြောက်မက်စဖွယ်ထ၍ပောက်ကွဲလေသည်အိုးမေသည်ဘာမျှတတိမရပဲနှစ်လိုက်မိလေမလားမေသည်ဟုကိုတင်အေးသည်အငမ်းမရခေါ်၏မေသည်မေးတော်ကိုဖြေပါအောင်အချစ်ရဲ့မေသည်ဒီလိုဆက်နေ၍အကျိုးမရှိသည်ကိုတတိယမိလေ၏မိမိ၏လက်များကိုဆုပ်ကိုင်ထားသောကိုတင်အေး၏လက်ချောင်းများကိုတစ်ချောင်းစီဖြီလေသည်ကိုတင်အေးသည်မေသည်မျက်စိမျက်နှာပြတ်နေသည်ကိုမြင်၍အနှဲငယ်ကိုရှိန်သက်ပေးကနားမလည်သလိုကြည့်နေ၏မေသည်သူ့ချစ်ဦး၏မျက်နှာကိုမော်၍မကြည့်ပဲတစ်ချက်အမြရှိုက်ခါဖြင်းညင်းစွာအိမ်မော်တက်ခဲ့လေ၏မေသည်ခြံထဲသို့မဆင်းသည်မှာ10 ရက်ရှိသွားပြီမနက်မှာကိုတင်အေးလာပြီးခေါင်းကိုက်ဆိုင်နှင့်ပြန်သွားသည်ကိုမြင်ရပြန်တော့လေစိတ်ထဲကမကောင်းမေသည်ကိုသာချိန်ဆမိတော့သည်ကိုတင်အေးကိုဒီလိုအကျိုးမသိအကြောင်းမသိရှောင်နေ၍မပြီးသူအားစိတ်ထဲရှိသမျှဖွင့်ပြီးပြောလိုက်တော့မည်ကိုတင်အေးနဲ့မေတီနဲ့ဒီအကြောင်းကိုမေးလိုက်ကြပါစို့လို့မေတီခြံထဲသို့ဆင်းခဲ့ပြန်၏နေ့လည်နေသည်မိုးသားများချာမှဘွားကနေပေါ်နေသည်တစ်ပင်အလုံးတို့သည်ကိုအရေးကိုပြန်နှင်းကရှိသည်ခရီးဝင်းတို့သည်လည်းနီညိုညိုအယောင်ဖြင့်နွမ်းနေကြပြီကိုတင်အေးကိုခရီးပင်အောက်မှတွေ့ရသည်အိုးကိုတင်အေးအလုံးမသွားဘူးလားအိုးဘာဖြစ်လို့လဲဘာဖြစ်တယ်လဲဆိုတာတကယ်ပဲမသိဘူးလားဟုသူကမေး၏သူ့အတန်မှာဒေါသတန်ပါ၏မေတီဘာမှမဖြေဘဲခေါင်းကိုငုံလိုက်မိလေသည်အလုံးမသွားတာဘယ်နည်းရှိနေပြီထင်တယ်လေကိုတင်အေးဒီမှာလားအမြဲလာစောင့်နေတာခေါ်မသိဘူးလားဟုတ်မေပြီမေတီလှုပ်သွားလိုက်တာကိုတင်အေးဖြင့်ယူးကြံရစ်တာပဲမေတီရဲ့ရက်ဆက်လိုက်တာဟုသူနာကြီးစွာညည်းညူလေ၏ကိုတင်အေးသည်အံ့ဩစွာကြည့်ကမေတီဟုခေါ်သည်မေတီလျက်ကလေးပြုံးလေ၏မေတီဖြင့်ဝမ်းနေလို့မဆုံးပါဘူး။အော်ကိုတင်အေးဟာမေတီကိုလှည့်စားရက်လိုက်တာလို့ကိုတင်အေးတခြားမိန်းကလေးတစ်ယောက်နဲ့ချစ်နေလျက်ကမေတီကိုဘာဖြစ်လို့ညှင်းဆဲချင်ရတာလဲ။ကိုတင်အေးဟာမေတီကိုလိမ်ပြီးချစ်မယ်ချင်တာပဲ။ဒါပေမဲ့အလိမ်ပေါ်သွားပြီ။ကိုတင်အေးမှာကမျက်နှာပြက်ကြီးပြက်ခါစကားတစ်လုံးမှမဆိုဘဲနေလေသည်။ရာဇဝတ်ကောင်ပမာမျက်နှာထားချနေ၏ကြက်သေးပြီးရုတ်ခနဲတွေ့ဝေနေ၏အတန်ကြာမှမျက်နှာမသာမယာနှင့်
ကိုတင်အေးမှားတယ်မေသည်ဟုဝန်ခံလေ၏မှားတယ်ဆိုရင်လေဒီနေရာမှာဒီဟာပြီးလိုက်ကြစို့ကိုတင်အေးရဲ့အိုးမပြီးနိုင်ဘူးကိုတင်အေးမေသည်ကိုချစ်တယ်မေသည်ဝမ်းနဲ့ပန်းနဲ့ဖြူကခေါင်းခါလေသည်သူ့အမူအရာမှာလိုက်လိုက်လဲလဲပင်ဖြစ်နေချောင်းကိုသိတော်လဲဟန်ဆောင်မှုစိတ်မကူဂယုမဆိုင်ပါဘူးဟုသောအနေဖြင့်မထီတရီနေလိုက်ဖို့မကြိုးစားကိုတင်အေးလေဒီကဘာပေါ်မှာမေတိကိုသာချစ်မယ်မေတိကိုချစ်ရမှာအေးမယ်ယုံစမ်းမမေတိရဲ့မေတိအချစ်အတွက်ဆိုရင်ဘာကိုမဆိုစွန့်ပစ်ပါမယ်အိုးဒီလိုမပြောပါနဲ့လေရင်ခွဲပြရမှာလားချစ်တာကိုပါဇက်ကမပြောတတ်ဘူးမေတိကိုတင်အေး၏မျက်နှာမှာသွေးရောင်ကြွလာသည်သူ့ကိုယ်မှာရိမ်ရိုင်ကမေတိကိုမိုးလျက်ရှိနေသည်မေတိကအိုးတော်ပါတော့ဘာပြောပြောမေတီရဲ့ကိုတင်အေးအချစ်မျိုးကိုသိကြောက်တာပဲဟုပခုံးတစ်ဖက်တော့ငါလောင်ရည်ရည်ရင်းပြောလေ၏ကိုတင်အေးမှာရုတ်တရက်ဘာမှမပြောနိုင်ပဲငိုင်နေလေ၏မေတီအတွက်ဘာကိုမဆိုစွန့်နိုင်တယ်လို့ပြောပြီးပါပကောမေတီရဲ့ကိုတင်အေးမှားခဲ့မိရဲ့အဖြစ်ဟာမချေနဲ့နောက်အောင်နိုင်လောက်အောင်ပဲကြီးသလားဟုမေးလေ၏မေတီကရေလေသည်အခုပြောနေတာကကိုတင်အေးကိုအပြစ်ဆိုနေတာမဟုတ်ဘူးမိန်းကလေးတယောက်ကိုချစ်တာအပြစ်မှမဟုတ်ဖေဒါပေမဲ့ချစ်မိပြီဆိုရင်သစ္စာရှိရတယ်တီတိုက်ရတယ်အချစ်ဟာပေါ့ပေါ့ကလေးမဟုတ်ဘူးကိုတင်အေးခုလိုလောက်တာဟာဟိုကောင်မလေးအပေါ်ရောမေတိအပေါ်မှာရောတတ်မတရားလောက်တာပဲကိုတင်အေးဘာဖြစ်လို့ဒီလောက်မိန်းကလေးတွေကိုဒုက္ခပေးခြင်းရတာလဲမေတိကိုရောဘာဖြစ်လို့လိန်ချင်ရတာလဲလို့အတန်မှာငိုတန်ပါသည်မေတိရင်မှာပွင့်ထက်တော့မလို့ပူလျက်ရှိသည်မေတိမှာကိုတင်အေးနာကရုပ်ချီးထားကြဝေဝေသို့လွတ်လွတ်ကျွတ်ကျွတ်ပြေးချင်စိတ်ပေါ်လာလေ၏ကပအစွန်ကိုပဲဖြစ်ဖြစ်ငရဲကိုပဲဖြစ်ဖြစ်တိတ်ဆိတ်ခြင်းသည်များပြားသောအတိတ်ပဲကိုဆောင်ကရှေလျားစွာမင်းမှုနေသည်မိုးသားများချာမှနေသည်ပူလောင်သောအရှိန်အဝါတို့ကိုလောင်းသွန်ချသည်တွင်တရွတ်အပေါင်းတို့သည်လည်းခေါင်းငုံကမှန်လျှော့နေကြရှာသည်လေသည်လည်းခွဲပြောက်နေဘလို့မေသည်ကိုတင်အေးကိုနည်းနည်းမှမချစ်ဘူးလားဟုတ်ပြောင်းကနေမေ၏မေသည်ကဘာမှမပြောဘဲနေလေ၏မေသည်ပြောပါကွယ်မချစ်ဘူးလားမေသည်မပြောနိုင်အောင်အိုးပြောရမယ်မေသည်နဲ့ကိုတင်အေးတစ်နှစ်ကွဲကြရင်တော့ဒါကိုရှင်းရှင်းသိရင်ဖြေနိုင်အောင်မယ်ပြောပါမေသည်ကိုတို့ကငယ်လဲငယ်တငယ်ချင်းကွယ်ဘာမှဖုံးနေကြစီရမလိုပါဘူးမေသည်သည်နှကန်းကိုကိုက်ခါချစ်တော့ချစ်တယ်ဟုတံပြက်နှင့်ဆိုလေသည်တော်ပါပြီကျေနပ်ပါပြီကိုတင်အေးသွားပါတော့မယ်ဟုပြော၍ထွက်သွားမည်ဖြစ်ပြီးမှမေသည်ရဲ့ကိုတင်အေးကိုချစ်ရတာနဲ့ဟုတဝက်တစ်ပြက်ပြောလေသည်ထပ်မပြောပါနဲ့တော့ဘယ်နည်းနဲ့မှမဖြစ်နိုင်တော့ပါဘူးမေသည်မှန်တာပြောလို့အတင့်ရဲခြင်းသလားဟုတ်ခက်မြန်မြန်ပြောရင်းစိတ်ထွက်လာကကိုတင်အေးဟာမေတီကိုအထင်သေးနေတယ်မေတီသဘောထားသိလို့မဟုတ်ဘူးကိုတင်အေးဘယ်ဘဝကပြန်လာမေတီလက်ခံပါပဲဒါပေမဲ့ဘာမှအပြစ်မရှိဟိုမိန်းကလေးကိုစွန့်ပြီးမေတီစီလာမှာတော့မလို့ချင်ဘူးမတရားလောက်တာကိုမေတီရှုံးချင်ရှုံးပါစီအမပေးနိုင်ဘူးလူတယောက်ရဲ့ချစ်သူကိုမလူချင်ပါဘူးမေတီလေးအချစ်မျက်နှာထက်မိန်းကလေးချင်းမျက်နှာကိုပိုငှဲ့ချင်စိတ်ရှိရဲ့
ကိုတင်အေးသူ့ကိုမတနာပေမဲ့မေတီကမရက်ဆက်ချင်ပါဘူးသူ့ကိုစွန့်မာမယ်လို့ပြောရင်မေတီကျေနပ်မယ်ထင်တာကိုတင်အေးမှားတာပဲမြင့်မြတ်တဲ့အချစ်ဟာသစ္စာနဲ့အမြဲတွဲနေတယ်ကိုတင်အေးဟာယောက်ျားကောင်းတစ်ယောက်ပြီးသားပါစေအချစ်ကိုပေါ့ပေါ့မတွေးပါနဲ့ဟုတ်စိတ်လိုက်မှန်မှပြောလေသည်ကိုတင်အေးသည်တိတ်ဆိတ်စွာထွက်သွားတော့သည်မေတီကငိုခြင်းသလိုရေခြင်းသလိုဖြစ်ကာကြံခဲ့သည်ဖြောင့်မတ်သူသည်လောကရေးရမှာရှုံးနေတတ်သည်သို့သောတသက်အလုံးကလိပ်ဖြာလုံလေတော့သည်ဒါသာအမျက်ဖြစ်၏မေတီသည်အင်မတန်ကိုနွမ်းလျစွာမချီတီပြုံးမိရှာလေ၏ကြည်အေတာယာမဂဇင်းအတွဲ1အမှတ်9စက်တင်ဘာ1940ခု။ဝင်ရေးသားတဲ့ဆရာမကြီးကို credit ပေးပါရှင်။နားဆင်ပေးခဲ့ကြတဲ့မိတ်ဆွေများလည်းတညတားလုံးဘေးအန္တရာယ်ကင်းရှင်းစွာနဲ့အိပ်ပျော်နာနေနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။